ကဲတစ်ခုကိုသာ၍မင်းရဲ့အနာဂတ်ကိုဘာဆက်ဖြစ်မလဲဆိုတာကိုပြပြပေးမယ်အဲ့တော့ the everything အတွက်ကျွန်တော်ရှိမှာ file 3ပိုင်းချထားပေးထားတယ် file 1 file 2 file 3ဆိုပြီးတော့ကိုယ့်ရဲ့အနာဂတ်အခြေအနေမှာဘာဆက်ဖြစ်လာမလဲဘယ်လိုလူမျိုးတွေပပျောက်သွားမလဲကိုဘာတွေကောင်းမွန်လာမှာလဲဘာတွေအစိုးတွေရောက်လာဖို့ရှိလဲဘယ်အရာမျိုးတွေကိုပြုပြင်တင်တယ်လဲစသဖြင့်ဒီရဲ့အကြောင်းအရာတွေကိုအစဉ်သင်ဖြစ်ပြီဆိုရင်ကျွန်တော်နဲ့အတူတူပိုင်းလေးဆက်ရွေးပြီးဖို့အတွက်မြေတားရက်ခံအပ်ပါတယ်ကိုယ့်ရဲ့အနာဂတ်အခြေအနေမှာဘယ်လိုဆက်ဖြစ်လာမလဲဘယ်လိုတွေတောက်ပလာမလဲဘာတွေပြောင်းလဲသွားမှာလဲဘယ်လိုမျိုးတိုးတက်ကောင်းမွန်လာမှာလဲလူတွေကိုဘာတွေအကျိုးပြုနိုင်မှာလဲစသဖြင့်ဒီမေခွန်းတွေအလုံးအတွက်အရှိမကက်3ကက်ချထားပြီးလိုက်ပြီပေါ့နော်ကိုယ့်ရဲ့အနာဂတ်အခြေအနေကြောင်းကိုတွေ့လိုက်တဲ့အခြေအနေမျိုးမှာဘယ်ကက်ကကိုယ့်ကိုဒီဖြစ်ဖြစ်နဲ့ဆွဲဆောင်နေခံစားရလဲခရစ်စတယ်ဆိုလဲခရစ်စတယ်အလိုက်ပေါ့ကိုယ်တိုင်ကကောဒီအရာတော့ရင်ခုန်နေပြီလားကိုစူးစမ်းနေတဲ့အရာတွေအတွက်ကိုအနာဂတ်မှာအတီးအပွင့်ကိုခံစားရမှာလားဆိုတာကိုတေချာလေးရွေးပေးဖို့အတွက် point 1 point 2 point 3ဆိုပြီးတော့ group 3ခုရှိပါတယ်ပိုင်းတစ်ခုကိုတေချာရွေးပေးပြီးရင်ခဏနေ reading ကိုဆက်ပြန်လာခဲ့ကြပါခင်ဗျာအကောင်းဆုံးတွေကိုဖြစ်ချင်တယ်ဆိုရင်သူတစ်ပါးထပ်ပို့ပြီးဆက်ရမယ်ပို့စွန့်လို့ရမယ်ဆိုရဲအကက်လိုမျိုးတွေတေးရှိတယ်ပေါ့နော်အဲ့တော့ဒီမှာမြင်တဲ့လောက်ကကြတော့ဘဝကိုပြပျော်ရွှင်ရှင်နဲ့ပေးဆက်မှုစံဖြတ်တန်းနေတဲ့သူမျိုးတွေများမယ်မေတ္တာတရားများတယ်မေတ္တာတရားကြီးမားတယ်အနက်နာခံတဲ့စိတ်မျိုးတွေရှိတယ်ဒီအရာတွေကပဲကိုဒီရှေ့ဆက်တိုးတက်စေဖို့အတွက် positive attitude မျိုးတွေကိုထုတ်လုပ်ပေးတဲ့ပုံစံလိုမျိုးလေးတွေရှိနေတယ်ပေါ့နော်ကိုယ်တိုင်ကလည်းပေးဆက်ရတာကိုလိုလားတယ်အနစ်နာခံရမယ့်လူတွေဖြစ်လာခဲ့ရင်တော့မှပဲကိုယ်ပဲအနစ်နာခံမဲ့ပုံကူမျိုးဖြစ်ပါစီဆိုရဲစိတ်မျိုးနဲ့ဘဝကိုဖျက်ဆီးနေတဲ့သူမျိုးတွေကတည်းကမှပို့ပြီးပါတယ်ပေါ့နော်ပညာရေးလမ်းကြောင်းနဲ့တတိပညာမနေတာဆိုသလိုကိုတတ်ထားတဲ့ပညာတွေကိုသိထားတဲ့အရာတွေကိုသူများတွေကို sharing လုပ်ပေးတတ်တယ် sharing is caring ဆိုတဲ့အတိုင်းပဲယူပြုပေးတတ်တယ်ပြီးတော့ guna တော့ဝင်တဲ့စိတ်မျိုးတွေရှိတတ်တယ်အဲ့ဒီတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ရှိသွားမဲ့ဘဝမျိုးမှာလည်းအနောက်ရှက်အသားစီမျိုးကကိုထင်တဲ့အတိုင်းအတာမျိုးလောက်ကြီးမပင်ပန်းဘူးမခက်ခဲဘူးပေါ့နော်စူးစမ်းမှုတိုင်းမှာမှန်ကန်မှုရှိမယ်မှန်ကန်မှုတိုင်းမှာအောင်မြင်မှုရှိမယ်အဲ့တော့ကိုယ်တိုင်ကလည်းစေတနာရှိတာတဲ့သူတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့စေတနာရဲ့အကျိုးပေးချက်ကိုခံရမယ့်ပုံစံလိုမျိုးလေးတွေရှိတယ်လက်တလုံးမှာဒီကိစ္စလုပ်ရမလားဟိုကိစ္စလုပ်ရမလားဆိုပြီးစိတ်ခံစားချက်စဝေးစဝါဖြစ်နေတာမျိုးလေးတွေကိုမြင်နေရွေးချက်စရာလေးတွေရှိနေတယ် choice နှစ်ခုရှိနေတယ်ဒီတစ်ခုရွေးရမလားဟိုတလန်ရွေးရမလားစသဖြင့်ရွေးချက်စရာမျိုးတွေရှိနေတယ်အဲ့တော့ဘယ်အရာမျိုးပဲဖြစ်ဖြစ် do or die ဆိုပြီးတော့ရွေးချယ်မဲ့ chance မျိုးပေါ်လာပြီဆိုရင်နှစ်ခုစလုံးကိုရှေ့ဆက်သွားပါရွေးချယ်မှုမရှိလေကိုတော့အောင်မြင်မှုအခြေအနေတွေပို့ပြီးရောက်လေဆိုရဲအခိုက်အတန့်မျိုးရှိတယ်နှစ်ခုစလုံးကိုလုပ်ရမယ်ဆိုရင်နှစ်ခုစလုံးကိုလိမ့်တဲ့နှစ်ခွလင်းပြီးတော့ရှေ့ဆက်လိုက်ပါတီးခံတဲ့အတိုင်းအတာမျိုးတွေရှိတယ်ဆိုရင်ဆက်ပြီးတီးခံလိုက်ပါဒူးမထောက်ရင်ပန်းရနဲ့ကိုမခံစားရဘူးပေါ့နော်ဒါကြောင့်ဘလို့အခြေအနေမျိုးတွေပဲဖြစ်လာကိုအတိတ်မှာကြာရှုံးကောင်းကြာရှုံးခဲ့လိမ့်မယ်အစင်မပြေကောင်းအစင်မပြေဖြစ်တာမျိုးတွေရှိလိမ့်မယ်အဲ့တော့ကြာရှုံးခြင်းဆိုတော့အောင်မြင်ခြင်းရဲ့ negative ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့စိတ်ခံစားချက် mindset အတိုင်း keep going on your way ပါအနာဂတ်မှာကိုထင်ထားတဲ့အတိုင်းအတာမျိုးထက် time to bright ဖြစ်ပြီးတော့အနာဂတ်မှာတောက်ပလာမယ်ဆိုတော့အခြေအနေမျိုးတွေနဲ့အနာဂတ်မှာကိုတော့ကောင်းမွန်တဲ့ attitude မျိုး positive energy မျိုးတွေပဲစောင့်ကြုံနေရဆိုတဲ့ in general message လေးတော့ဒီမှာရှိပါတယ်ခင်ဗျာကိုနဲ့ energy ကညီမှုရှိလားဆိုတာကို comment မှန်ခဲ့ပေးဖို့မြေတိုင်ဝခံအပ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ခဲ့ပေးဖို့တော့မြေတိုင်ဝခံအပ်ပါတယ်ခင်ဗျာစိတ်ရှိတီးခံလမ်းကြောင်းမှန်မောင်းရမော်တော်ကားတဲ့မဟုတ်ပဲစီးနဲ့ကန်နဲ့အကြောင်းအရာကိစ္စတော်များကိုစိတ်ရှိတီးခံတဲ့သူမျိုးတွေနဲ့ကိုဘဝပတ်ဝန်းကျင်မှာတကဘာလုံးမီးလောင်နေရင်တောင်မှပဲဒီ A channel ရေးအိုင်စုကဖြစ်မယ်ဆိုရင်ကိုဖြစ်တဲ့သူမျိုးတွေပေါ့နော်အဲ့တော့တီးခံတဲ့သူမျိုးတွေများတယ်ဘဝကိုပေးဆက်ရတာကိုနှစ်သက်တဲ့သူမျိုးတွေများတယ်နှစ်သက်ရတာအဲ့လိုပေးဆက်တာကိုနှစ်သက်လာတာနဲ့အများအကျိုးကျေးဇူးတွေလည်းများတဲ့များလာတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့နော်ကိုကသူတစ်ပါးကိုနှစ်သက်ရတာမျိုးတွေများတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုကိုလည်းဖိမဆောင်ရှောက်မှုတွေများတစ်ထက်များလာတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာရှိတယ်ပြီးတော့ကိုတိုင်ကလည်းကျေးဇူးတရားတွေကိုဆိုရင် appreciate လုပ်တတ်တယ်ကျေးဇူးတရားတွေကိုနှစ်သက်တယ်အဲ့တော့အဆင်ပြေမှုတွေကလည်းများတဲ့များလာတယ်ဆိုတဲ့ပုံစံမျိုးလေးတွေမှာရှိတယ်ပေါ့နော်ကိုတိုင်ကလေဟိုလူတွေကပေါ့နော်ကိုလိုချင်တဲ့အရာကိုတောင်းရမှာကိုလိုချင်တဲ့အရာကိုကြိုးစားရမှာကိုဝင်လေးတဲ့အခိုက်အတန့်မျိုးတော့တစ်ခါတလေရှိကြတယ်တောင်းပြီးရင်လည်းကိုတောင်းတဲ့အရာမျိုးကိုလုပ်တဲ့အရာမျိုးကိုဖြစ်ချင်တဲ့အရာမျိုးကိုရတဲ့အထိစွတ်စွတ်မြဲမတောင်းကြဘူးပေါ့နော်အဲ့ဒါကလည်းအမှားတစ်ခုပဲအဲ့တော့ကိုလှုပ်ချင်တဲ့အရာမျိုးတွေရှိမှဆိုရင်စိတ်ရှိထားပြီးတွားရမယ့်ပုံစံမျိုးတွေရှိတယ်လိုချင်တာရှိလားရအောင်ယူကိုမရရင်တခြားလူယူသွားလိမ့်မယ်တောင်းစရာရှိလားရအောင်တောင်းဝင်မလီနဲ့ကိုမတောင်းရင်တခြားတယောက်ကတောင်းသွားလိမ့်မယ်အဲ့လိုပုံစံမျိုးလေးတွေရှိတယ်ဒါကြောင့်education is the most weapon which we can use to change the world ပေါ့နော်ကဘာကြီးကိုပြောင်းလဲဖို့အခြေအနေမျိုးတိမဟုတ်ဘဲနဲ့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုပြောင်းလဲဖို့ကလည်းအဓိက education နဲ့ပတ်သက်မှုရှိတယ်ကိုတိုင်ကလည်းပညာရေးနဲ့ပတ်သက်ပြီးလေ့လာလိုက်ဆိုင်ရတာကိုသဘောကျတယ် and then
nothing is impossible to a willing mind ပေါ့နော်စိတ်ဆန္ဒပြင်းပြတဲ့လူတယောက်အတွက်ကလည်းမဖြစ်နိုင်ဘူးဆိုတာမျိုးမရှိဘူးကိုသွားနေတဲ့လမ်းအတိုင်းကိုရှေ့လျှောက်မမှန်နဲ့ပုံမှန်အတိုင်းပဲစီစဉ်သွားရက်တက်နေတာထက်ကိုရဲ့လှုပ်ထုံလုံးလေးအတိုင်းသွားပါအဆင်ပြေသွားလိမ့်မယ်စိတ်မရှိနေတာမျိုးတွေဆိုရင်တော့စိတ်ရှိနဲ့သွားပါကြိုးစားသွားပါလူတွေကိုကူညီတဲ့စိတ်မျိုးကိုလည်းစက်ပြီးတီးခံသွားပါဒါပေမဲ့တစ်ခါတလေခါကြောက်ရင်လူပင်မရင်နိုင်ရတယ်လို့စိတ်ပင်မရင်တိတ်ဆိတ်ညင်တမ်းမဲ့အခိုက်အတန့်မျိုးလေးတွေတော့ရှိတယ်ဒါကြောင့်မို့လို့ပင်မနဲ့အခိုက်အတန့်မျိုးဆိုရင်နာကိုအတွက်ခွန်အားဖြစ်တဲ့အခါမျိုးတွေ energy ဖြစ်တဲ့အခါမျိုးတွေဆိုရင်ဖြည့်ပါပြီးရင်တော့ကိုယ့်ရဲ့ရှေ့လျှောက်လမ်းအတိုင်းစိတ်ခံစားချက်ကိုသစွတ်ထုံမလုပ်ဘဲနဲ့ hope and healing ဆိုတဲ့ပုံစံမျိုးနဲ့သွားမယ်ဆိုရင်တော့ကိုယ်စိတ်ထဲကခံစားချက်မျိုးတွေနဲ့ကိုဖြစ်ချင်တဲ့အရာမျိုးတွေကကိုယ့်ရဲ့ဘဝပတ်ဝန်းကျင်မှာအမြဲတမ်းစာအုပ်တော့မွေးပြန်တကယ်တော့တင်ပြနိုင်မယ်ဆိုတဲ့အခြေအနေမျိုးတွေရှိပါတယ်ခင်ဗျာဒီ reading ကနေပြီးတော့ကိုယ်နဲ့ energy match ဖြစ်လာတိုက်ဆိုင်မှုရှိလားဆိုတာကို comment မှာ man ခဲ့ပြီးဖို့တဲ့မြတ်တာရခံအပ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ခဲ့ပြီးဖို့တဲ့မြတ်တာရခံအပ်ပါတယ်ခင်ဗျာကိုအောင်နိုင်ခြင်းကသူတစ်ပါးကိုအောင်နိုင်ခြင်းတက်ပို့ပြီးအရေးကြီးတယ်ပေါ့နော်ကိုရိုင်းကဒီစိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့ကိုရိုင်းအောင်မြင်ဖို့ကြိုးစားနေတာမျိုးတွေပြီးတော့တခါတလေခါကျရင်အေးချမ်းဖို့အတွက်လူတစုကိုပြစ်ခါပြရတာမျိုးလူတချို့ကိုလစ်လျူရှူရတာမျိုးတွေဖြစ်တတ်တယ်ကိုဖြစ်ချင်တဲ့အရာမျိုးတွေကိုဖြစ်ဖို့အတွက်ပတ်ဝန်းကျင်ကိုလစ်လျူရှူရတယ်ဥပ္ပခါပြောတဲ့အခိုက်အတန့်မျိုးတွေဖြစ်တတ်တယ်ဒါကအတ္တဆန္ဒမျိုးမဟုတ်လို့ကိုချင်းစာတရားမရှိရလည်းမဟုတ်ဘူးအဒီကကိုရဲ့အေးချမ်းမှုကိုရှာနိုင်တဲ့ပုံစံမျိုးလို့တွေးရမယ်ဒီပိုင်းကိုမြင်တဲ့လောက်ကကြတော့တစ်ခုကိုဆွန့်လွတ်ပြီးတော့အခုမှအသက်စားဖို့တွေးနေတာမျိုးတွေနေရာတစ်ခုနဲ့ပဲတစ်ခုလူပတ်ဝန်းကျင်တစ်ခုကနေလက်ထွက်လာပြီးတော့အခုမှအခြေအနေတစ်ခုကိုစတင်ရမယ့်ပုံစံလိုမျိုးတွေရှိနေနိုင်တဲ့ပုံစံမျိုးတွေမြင်နေပြီးတော့ဒီအထီးကျန်နေတဲ့ခံစားချက်မျိုးရှိမှဆိုဒီအထီးကျန်တဲ့ခံစားချက်ကိုအရင်ဆုံးသိခံမယ်ပြီးခါကျရင်နောက်ပိုင်းမှာချန်ပီယံလုပ်ရမယ့်ပုံစံမျိုးတွေရှိတယ်ပေါ့နော်မြင်ရတဲ့လောက်ကကြတော့ကိုတခုခုလုပ်ပြီးကြမှာနောင်နာရနေတဲ့သူမျိုးတွေပါမယ်ဆိုရင်တော့ကိုယ့်ရဲ့ရွေးချယ်မှုကိုယ့်ရဲ့လှုပ်ဆောင်လိုက်မှုကနောင်နာရမယ့်အရာမျိုးမဟုတ်ပါဘူးပိုကောင်းတဲ့အခြေအနေတစ်ခုကိုလုပ်ချင်တယ်ဆိုရင်ဆွန့်လွတ်ရမယ့်အရာမျိုးတွေရှိတယ်ပေးဆက်ရမယ့်အရာမျိုးတွေရှိတယ်အဲ့တော့ဒီဆွန့်လွတ်မှုပေးဆက်မှုနဲ့ထိုက်တန်တဲ့အရာတစ်ခုကိုလက်ခံရမယ်ဆိုတဲ့ပုံစံမျိုးကိုကျင့်သုံးပါပြီးတော့အကောင်းဆုံးတွေကိုဖြစ်ချင်တယ်ဆိုရင်သူတစ်ပါးထပ်ပို့ပြီးပေးဆက်ရတယ်သူတစ်ပါးထပ်ပို့ပြီးဆွန့်လွတ်ရတဲ့အခိုက်အတန့်မျိုးတွေရှိတယ်ပြီးတော့ကိုယ့်ရဲ့စိတ်ခံစားချက်ကလည်းပျော်နေတည်ခဲဆိုတဲ့အတိုင်းပဲဘဝကိုပေါ့နော်ဟိုကောင်းချင်လည်းမတွေးဘူးဆိုးချင်လည်းမတွေးတော့ဘူးအဲ့လိုအေးဆေးပဲရကြလဲလူပေါ်မှာအေးဆေးဖြတ်တိုင်းမဲ့ဆိုတဲ့သူမျိုးတွေရှိတယ်ဟိုပျော်နေတတ်တဲ့သူမျိုးတွေမှာကဒီဘဝကိုအကောင်းဘက်ကနေမြင်တဲ့တသနာမျိုးတွေရှိတယ်သဘောတခုတောက်မဲ့မိခဲ့တဲ့ရဲပုံစံလိုမျိုးကိုကလည်းအဲ့လိုပေါ့ပနဲ့ပတ်ဝန်းကျင်အခြေအနေနဲ့ကြည့်မယ်ဆိုရင်တော့ကိုကအလုပ်သိမ့်မလုပ်ဘူးသူကလီလီနက်နက်မရှိဘူးသူကပေါ်တီပေါ်ပြနိုင်တယ်လို့တွေးကောင်းတွေးပေမဲ့ကိုယ့်ရဲ့ကဘာငယ်နဲ့ကိုယ့်ရဲ့အတိုင်းအတာတစ်ခုမှာအဆင်ပြေတဲ့သူမျိုးတွေကများနေတယ် simple life is the best ပေါ့နော်ဘဝမှာယူရှင်တာကအတန်ဖိုးရှိဆုံးနဲ့အကောင်းဆုံးမှာရှုံနေတာကိုလည်းယူရှင်အောင်လို့ချက်ချင်းမလုပ်နိုင်ခဲ့ရင်အရင်ဆုံးကိုယ်စိတ်ထဲမှာပဲထားပြီးခါကြမှာကိုကဘလို့လူမျိုးပါကိုကဘာဆိုပါကိုချပြလိုက်ပါကိုလှုပ်ချင်နေတဲ့အရာတခုကပတ်ဝန်းကျင်အခြေအနေနဲ့ကြည့်မယ်ဆိုရင် opposite position ဆန့်ကျင်ဘက်အခြေအနေမျိုးတွေဖြစ်တတ်တယ်ကိုလုံးမဲ့အရာကိုတိုင်ပင်မဲ့အရာကိုစိတ်ထဲမှာရှိတဲ့အရာတွေကကိုပတ်ဝန်းကျင်ကသူမျိုးတွေမိဘဆွေမျိုးတိုင်းဝိုင်းအလောက်ကန်ကလို့စသဖြင့်သူတို့လက်မခံနိုင်တဲ့အရာမျိုးတွေဖြစ်နေတတ်တဲ့ anyway you are stronger than you think and just believe in yourself ပါကိုဖြစ်ချင်နိုင်တဲ့အတိုင်းအတာမျိုးတွေဖြစ်လာနိုင်ပါလိမ့်မယ်ဆွမမှုလောက်ခဲ့ပြီးဆိုရင်လည်းခိုက်တန်တဲ့ pressure တစ်ခုကိုရလာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ယုံကြည်ချက်တိုင်းရှိဆက်သွားပါအဆင်ပြေလာပါလိမ့်မယ်ခင်ဗျာအဲ့တော့ဒီ reading ကနေပြီးတော့ကိုယ်နဲ့ energy match ဖြစ်လာတိုက်ဆိုင်မှုရှိတာဆိုတာကိုလည်း comment မှာ man ခဲ့ပြီးဖို့တိုင်မြတ်တာရခံအပ်ပါတယ်ပြီးတော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင်လည်း like and subscribe လုပ်ခဲ့ပြီးဖို့တိုင်မြတ်တာရခံအပ်ပါတယ်ခင်ဗျာ